logi ဒါကတော့ကျမကြီးနဲ့မဆိုင်ဆိုမှလည်းစိုင်းနေပေါ့နော် logi နဲ့ပတ်သက်ပြီးတော့ဂျင်းထဲမခံရအောင်ခင်ဗျားတို့ပြောပြမယ်ကျွန်တော်တို့လူမျိုးကအယုံလွယ်တယ်နော်အယုံလွယ်တယ်နော်ဟိုမှာဘေးရင်းတို့အချမ်းမြေတို့လည်းလုံတယ်ကျွန်တော်လည်းမမေးတာမဟုတ်မေးတယ်နော်ဒါထိုက်တဲ့လောက်ပဲယုံဖို့ပြောတာနော်လူတယောက်ကနေပြီးဘေးရင်းသွားမေးတယ်ဆိုရင် तू ကဒီတယောက်ဝင်လာတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အရင်အကြောင်းတွေပြောပြီးဆိုရင်မင်းအဲ့ဒါမယုံနဲ့တော့ရှေ့ဖြစ်ဟောဖို့ဆိုတာမလွယ်ဘူးကျွန်တော်အမြဲပြောရင်တစ်နှစ်တွင်းတော်မှာအတိအကျပြောတဲ့ तू ကမလွယ်ဘူးနော်10ခွန်းပြောရင်6ခွန်းပြောရင်ကိုမှန်ရင်တော့အဲ့ဆရာမှန်တာပဲကျွန်တော်တွေ့ဦးတယ်လေကျွန်တော်ပြောသလိုပဲမန္တလေးမှာအဲ့ဒီမတ်တင်ရေးဆိုတာရှိတယ် तू ကျွန်တော်ပြောတာရှေ့ဖြစ်ဟောတယ်ဆိုတာတစ်နှစ်ကတော့သိကြတယ်ဒီပြောတဲ့မှာမကောင်းတာဆိုတန်းဖြစ်တာအဲ့လိုမျိုးကိုယ်စိတ်ဆွဲတာလည်းပါမှာပေါ့နော်ဒါလောကီပညာနဲ့ပတ်သက်ပြီးတော့ကိုယ်လာပြီးတော့သိရမလားအမြင်တာနဲ့ဘယ်တော့မှဘာဖြစ်တယ်ညာဖြစ်တယ်အရင်ကအကြောင်းတွေပြောပြီးဆိုရင်တော့အဲ့ဒါဒီ तू ကဒါဒီအောက်လန်းပညာလို့ခေါ်တယ်ကွာအဲ့လိုတွေရှိတယ်နော်ဒါတွေကနောက်တစ်ခုကလည်းအဲ့လိုပဲနော်ကိုရတဲ့ဦးစင်းတွေကြည့်လိုက်အုံနိုင်ဟာမျိုးသမီးတွေကြီးပဲတဲလုပ်ပြီးဖြစ်နေအဲ့ဒါဆိုမဟုတ်ဘူးအမျိုးသားတွေဒါကိုယ်တဲ့ဦးစင်းနေဆိုရင်ဒါတကယ်အစစ်ဓမ္မစစ်ပေါ့နော်ကျွန်တော်တို့ကအဲ့လိုပဲယူဆတယ်အဲ့လိုပဲကျွန်တော်တို့ကဆုံးဖြတ်တယ်ပေါ့ကွာဒါတွေကဂျင်းထက်မခံအောင်လို့ဘာသာရေးနဲ့ပတ်သက်တဲ့ဂျင်းတွေနော်ခုနောက်ပိုင်းအဲ့လိုမျိုး logi နဲ့ပတ်သက်ပြီးဆိုလဲအများကြီးပဲချကြတယ်ပေါ့နော်အဲ့လိုမျိုးတွေလောက်ကြတာတွေအများကြီးရှိတယ်တိုက်ခတ်ခံရတယ်ပဲလှိမ့်ပိတ်နေတာပဲကျွန်တော်တို့မြင်မှုတယ်ကျွန်တော်လည်းတွေ့ခံရတာပဲဒါပေမဲ့အေးဆေးပါကျွန်တော်ပြောတာကို့မှာကာလို့ရတာတွေရှိတယ်ဒါဆရာရွေးမမဖို့ပဲလိုတာပေါ့နော်ဒါကျွန်တော်တို့ကျွမ်းကျင်တဲ့ပညာလည်းမဟုတ်ဘူးဒါပေမဲ့တက်နေတော့ကျွန်တော်ကကူညီပေးတယ်ကယ်ပေးတယ်ပြောပြတယ်ဒါလုပ်ပေါ့ကွာအဲ့လိုလေးတွေပေါ့ဟိုဒါဆိုလဲကျွန်တော်ရေကချီနေရပဲကျွန်တော်ကျမ်းမာရေးတွေဟောပြောပြတယ်ဆိုတာကျွန်တော်တွက်ကဘာဖြစ်လဲဆိုတော့တစ်ဖက်ကကြည့်တော့လေဩဒါရေရသဘောပါပဲကောင်းတာပြောပေးတယ်အခုပြောတဲ့လူတွေကျမ်းမာကပိန်သွားတယ်ဆိုကျွန်တော်ကုသိုလ်အများကြီးရတယ်လေအဲ့လိုသဘောပဲကျွန်တော်အမြဲပြောပြတယ်နော်လူဆိုတာအေးစာပဲသူတို့ပြတဲ့ပီတီကကျွန်တော်တက်ကဒါစိတ်ချမ်းသာတယ်လေကျွန်တော်ဒါအေးဆေးပဲစိတ်ကိုကျွန်တော်ကိုဒါပျော်ရှင်တဲ့ effect တွေရတယ်ကျွန်တော်ဟော်မုန်းတွေရှိတယ်ကောင်းတာရှိတယ် positive thinking တွေပဲတွေးလာတယ်ကျွန်တော်အပြက်ကိုမစင်စားဘူးသူများနဲ့လည်းမနိုင်ဘူးเนาะဟိုဘယ်သူမှလည်းထင်မကြည့်ဘူးထင်လည်းမသိဘူးလူဆိုတာကိုယ့်ဘဝနဲ့ကိုလန်းကိုရှောက်သူများအကြောင်းနဲ့တွေးဖို့အစီအစဉ်မရှိဘူးခေါင်းထဲမှာမရှိတာကွာဘယ်သူအကြောင်းမှမရှိဘူးငါပဲငါနဲ့ငါပဲပြိုင်စရာလို့သတ်မှတ်ထားတာအဲ့တစ်ဖက်ကကြည့်ရင်လေတော်တော်ဇာနီစင်ဆိုတဲ့ကောင်ကတော်တော်ကိုဟိုတောက်ချိုးမပြေဘူးလောကမှာလည်းအဲ့လိုနေကျင်လို့နေလှုပ်ရှင်တာလုပ်တယ်ဘဝကိုတန်အောင်နေတယ်စိတ်ချမ်းသာအောင်နေတယ် stress free ဖြစ်အောင်နေတယ်နော်ဘိန်းဆိုလဲဆိုင်ကယ်ဆိုလဲကြိုက်တယ်စီးတယ်ကွာဒါဒီကိုယ့်ရဲ့ relaxation ပဲအဲ့လိုနေတယ်လူတွေလည်းပြောပြတယ်ကောင်းတာလည်းတက်နိုင်တော့ကူညီပေးတယ်ဒါတွေကကောင်းတာတွေကောင်းတာဖြစ်တာပဲလေနော်တိုက်ခိုက်ခံရတာပဲချခံရတာတွေ့ခံရတာပဲဒါတွေကမဆမ်းပါဘူးဒါတွေကလောကမှာဟိုအမြဲတမ်းကြိုက်တဲ့အမြဲတမ်းအကုန်လုံးကြိုက်နေမိတော့ပေါ့ပဲလူတိုင်းကြိုက်စရာမလိုဘူးเนาะဟိုလူတိုင်းကကိုယ့်ကိုကြိုက်နေတယ်ဆိုမှဖြစ်နိုင်ဘူးတောက်မင်ကက်တဲ့ကောင်လည်းရှိရမယ်အမြင်မြကက်လေးပို့အောင်မြင်လေးပဲအဲ့လိုမျိုးလည်းရှိသေးတယ်တခါကြလေအဲ့တော့ပြောပြတဲ့အိဗယ် don't care ပါเนาะဘယ်သူ့အမှ queue ဆိုင်ပါနဲ့เนาะဒီ logi နဲ့ပတ်သက်လာရင်ဂျင်းတွေမမိဖို့ကွာเนาะမမိဖို့ပြောပြတာဟိုအယုံလည်းမလွယ်ဖို့เนาะဒါလေးတွေရှင်းပြတာဟိုဆရာကောင်းသမားကောင်းနဲ့တွေ့ဖို့လည်းလိုတယ်မိတ်ကောင်းဆွေကောင်းနဲ့လည်းလိုတယ်နော်ပြီးရင်လည်းဒီကိုးကွယ်တဲ့ဘာသာမှာလည်းဆရာကောင်းသမားကောင်းလည်းလိုသေးတယ်နော်ဘယ်ဘာသာဘယ်လူမျိုးနေနေဆရာကောင်းကိုရွေးရတယ်အဲ့လိုပြောပြတာနော်ဒါ logi နဲ့ပတ်သက်လို့ကျွန်တော်သိတာလေးကျွန်တော်ကနည်းနည်းလေးဝင်မြတာပြောပြတယ်ကျွန်တော်မြင်နေတာလေးတွေချော့ရလွဲနေတာလေးတွေပေါ့နော်ပြောလို့လည်းမကောင်းဒါကိုနဲ့မဆိုင်ဘူးဆိုမှလည်းစိုက်နေကွာသူတို့ကလာဆွေးနေတယ်ပြောပြတယ်ဆိုရင်အဲ့ရမဟုတ်ဘူးမှားနေတယ်ပေါ့နော်ဟိုအဲ့လိုမျိုးတွေရှိတယ်တခါတလေအဲ့လိုပဲဘာယောဂမှရှာမရတာတို့အဲ့လိုမျိုးတွေတွေ့တာပဲလေကိုလည်းလွှဲပေးလိုက်တာပဲလွှဲပေးလို့ဟိုမှာထက်ရှာယောဂမရှိနိုင်ငံခြားသွားယောဂမရှိဘူးဒါဆိုဘယ်လိုလုပ်မှာဒါမျိုးဆိုကိုမြင်နေတဲ့ force တွေရှိတယ်လေဒါမျိုးတွေရှိတာပဲလေလောကမှာဟိုတွေ့တာပဲစားတော့နေတွေ့တာပဲဟိုဘာလောက်တာပဲမျိုးစုံတွေရှိတာပဲမယုံလို့လည်းမရဘူးလေနော်ဒါတွေကကျမကြီးနဲ့ထိအောင်ချတာဗျတချို့ကြတော့ကျမကြီးပြတ်အောင်လုပ်တာအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့ဘာဖြစ်ကွာကောင်းတာတွေလုံးကောင်းတာတွေတွေ positive ပဲတွေအကောင်းပဲတွေးပါเนาะဟိုသူများအကြောင်းသိပြီးတော့ခေါင်းထဲမထည့်ပါနဲ့เนาะကိုယ်အကြောင်းကိုပဲထည့်ပါဒါဒီ2026မှာစိတ်ပိုင်းဆိုင်ရာမှာကျမ်းမာဖို့ကအရင်ရေးကြည့်တယ်เนาะပြင်ဆင်ရလိမ့်မယ်ကျွန်တော်တို့တွေစိတ်ပိုင်းဆိုင်ရာပြင်ဆင်ရလိမ့်မယ်သမားဘေးတွေထက်လာနိုင်သေးတာပဲမရက်သွားသေးဘူးလေခုလဲသတင်းတွေကကြားတယ်ခုဘန်ကောက်မှာလဲဒုံးလို့ပြိုကျတာပဲတဲ့မလားဘာတော့ရထားလမ်းပြိုကျတယ်အဲ့မှာသိနိုင်တာပဲချိန်ကြီးကောက်သေးတာနေပဲဘာမှပြောမရဘူးအဲ့လိုအချိန်ဒီမှာကိုကဘာလုပ်မှာလဲကိုယ့်ရဲ့စိတ်လေးကို purify ဖြစ်ရမယ်ဖြူနေရမယ်ပေါ့နော်ဖြူတယ်ပဲဒါအိမ်မတွေးဘူးလက်ရှိမှာပဲနေတယ်ကောင်းကောင်းနေတယ်ပြီးဟိုလက်တွေးလို့မရဘူးအဲ့တော့ကျွန်တော်ပြောဟာဆရာအပူပဲမရှိဘူးလားတဲ့သွားလာနေဟာလူတိုင်းကအပူရှိတယ်
လူတိုင်းမှာပူရှိအပူမရှိရကောင်လည်းလူမဟုတ်ဘူးမင်းအောက်တော့31ဖြစ်သွားလိမ့်မယ်မင်းနေပြန်လစ်တော့လေလူတိုင်းမှာပူရှိလူတွေမဟုတ်ဘူးနတ်တွေလည်းရှိတယ်နော်ဟိုအောက်တွေလိမ့်ဆန်တွေလည်းရှိတယ်နော်ဘယ်သူမှမသေးခြင်းဘူးဘွားဆိုတာကိုအဲ့လိုမျိုးပေါ့ကွာအပူများရင်ဒုက္ခများတယ်နော်အပူနဲ့ဒုက္ခနဲ့တယ်အဲ့ဒါဟိုမိုင်းဟိုကြာကြီးပြောသလိုပဲနော်ဟိုအဲ့ဒါအမှန်ဆုံးပဲစိတ်ကိုဖြူနေအောင် purify ဖြစ်အောင်လုပ်ရမယ်တန့်စင်အောင်လုပ်ရမယ်ပေါ့ဘယ်သူကြောင့်မှမတွေးနဲ့အဲ့ဒါအကောင်းဆုံးပဲเนาะနောက်ဖြစ်တာလည်းမစမ်းစားနဲ့ရှေ့ဖြစ်မှလည်းမတွေးနဲ့လက်ရှိဘဝမှာပဲနေပါဒါလေးကိုကျွန်တော်ဒီ2026မှာဒါဒီစိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီး orderly နဲ့ပတ်သက်ပြီးတော့ဒါလေးကိုအကြံဉာဏ်လာပေးတာပေါ့เนาะအများကြီးလိုပါတယ်เนาะ